ကျေးဇူးတင်တယ်များတော့များတော့ဘုံဘုံများတော့ဆရာတော့များတော့ဟုတ်ပါများတော့ဆရာတော့ဘုရားဟောလေကျေးဇူးတင်တယ်များနန်းလေးများနန်းလေးဟုတ်ပါရှိတာဥမဒေါက်တာသောဘကဒီမှာဒေါက်တာသောဘကပဲဗျာဟောတပည့်ဒီပါဗျာဟောမှာဒီကြရနာဗျာဟောမှာဒီခေါင်းတော်မောင်မောင်ကဟိတသနာမပင်ကြရတော့ရင်လာတာတယ်ဒါကမှလည်းဟောမှာမောပြီးပါနော်ကြည့်ရရွာဟိုလေးကိုထိတ်မသွားဘူးဒီမှာရက်တက်လို့မသွားတော့ပါဗျာဟေးဇွဲကမင်းတောင်းတက်မလားတက်ပါဗျာဒီပဲနဲ့လေ73မိနစ်ပဲကြာတယ်တက်မယ်လေဗျာ73မိနစ်ပဲကြာတယ်ကေပဲနဲ့ဘုံဘုံ73မိနစ်ပဲကြာတယ်ဒီကနေဟိုတယ်ကိုသွားမယ်ဟိုတယ်မှာနေရယူပဲတက်ပါယူမယ်နေရယူပြီးရင်ဇွဲကမင်းတော့ဟိုတယ်ရလဲဇွဲကမင်းတောင်းနဲ့ကနေတယ်ပဲတက်ပါတက်ပါဆရာတော်တွေရောက်တော့ရောက်ခိုင်းတယ်တော့ရောက်ခဲ့ပေါ့ဗျာပြီးတော့ဟာဘိုးဘေးကိုတကယ်ဆန္ဒရှိပါတယ်ဟုတ်ပါအသက်ကြီးကြပြီဟုတ်လားဟုတ်တယ်ဗျာနောက်ထပ်တော့မလို့ဘူးပြီးတော့ခဏခဏပြောနေနတ်ပြည်နဲ့ပြည်နဲ့ပြီးတော့တက်လက်ဆင်းရဲပဲဘာလို့မလဲဘုံဘုံလူလာပါဗျာကောင်းပါဒီရောဟိုတဲ့ကျတော့လူတော်မောလေမအားသေးရောဘာလဲဟုတ်တယ်ဟိုငှက်တိုက်